မာကကိစ္စဖြစ်နေတာပုံမဲ့ဆိုနေလာတာမှမဟုတ်ပဲနေပါလို့လာမှလဲ လော်လော်လေးနဲ့ဖိဆိုင်ရနေမဲ့အဲ့လိုကြလေသိချင်လို့ကျွန်တော်ကအမကိုလာဆက်ရှော့ပေးတာကိုအမကိုလူတွေကမနာလို့ဖြစ်နေကြတယ်ကျေးဇူးအများကြီးတင်ပါတယ်နော်ဒါကမင်းအမကိုဆက်ရှော့ပေးတဲ့အတွက်ပစ္စံရပါတယ်ကျွန်တော်လွတ်နေတာကပစ္စံလို့ချင်လို့မဟုတ်တာခင်ဗျားတို့ကိုထက်တက်ကြည့်တဲ့သူဆက်ရှော့ဘူးလားကျွန်တော်ကတော့အမကိုဆက်ရှော့ဘူးတယ်အစတော့ကဆိုရင်ကျွန်တော်ကအမရဲ့အငွေတွေကိုလူချင်လို့ဒါပေမဲ့အမကိုဆက်ရှော့ရတာကျွန်တော်ပို့ပြီးတော့သဘောကျလာခဲ့တယ်အမရဲ့အချစ်စိုးသူလည်းဖြစ်ချင်ခဲ့တယ်အမကဘသူ့ကိုအချစ်စိုးလဲဆိုတာကိုတော့ကျွန်တော်တော့မသိဘူးအမမရှိတော့ပေမဲ့ကျွန်တော်ရဲ့လူသားမှာအမကကျွန်တော်ရဲ့အချစ်ရဆုံးခေါ်ပါတယ်အမကိုရရှိတယ်နော်